ဟုတ်ကဲ့အားလုံးမင်္ဂလာပါရှင်ဒီနေ့အလုပ်စတင်ပြီးကျမတို့စက်ရုံရဲ့စံချိန်ဆိုင်ပြောတွေကိုပထမဦးစွာလေ့လာကြပါမယ်ကျမတို့စက်ရုံမှာ GHPS နဲ့ HACCP တို့မဟုတ် GMP နဲ့ HACCP ဆိုတဲ့စံချိန်ဆိုင်နှုန်းထိချုပ်မှုစနစ်တွေရှိပါတယ် GHPS ဆိုတာကတော့အစားအစာဘေးကင်းလုံခြုံမှုရှိစေဖို့ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့လိုအပ်ချက်တွေကိုဖော်ပြထားတဲ့စံချိန်ဆိုင်နှုန်းဖြစ်ပါတယ်။အင်္ဂလိပ်လိုဆိုရင်လို့ခေါ်ပြီးကောင်းမွန်သောသန့်ရှင်းရေးကျင့်စဉ်များကိုဆိုလိုပါတယ်။အစားအစာထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးကိုဘေးကင်းစေဖို့ရည်ရွယ်ထားပါတယ်။ကျမတို့စက်ရုံရဲ့ကွင်းဆက်ဆိုတာမွေးမြူရေးခြံကနေသားတက်ရုံထုတ်လုပ်ရေးစက်ရုံနဲ့စားသုံးသူတွေစီပို့ဆောင်တဲ့အပိုင်းအဆင့်အထိဆိုလိုပါတယ်ဒီကွင်းဆက်တစ်လျှောက်လုံးမှာဘေးကင်းမှုရှိနေရမယ်မွေးမြူရေးခြံကနေစက်ရုံသို့ပို့ဆောင်လာတဲ့အဆင့်တစ်ခုချင်းစီမှာလည်းဘေးကင်းရမယ်အဆုံးဘေးကင်းတဲ့အစားအစာတွေကိုစားသုံးသူတွေထံပို့ဆောင်ရမယ်ဒီအတွက်ဝန်ထမ်းအလုံးဟာအစားအစာဘေးကင်းရေးကိုတက်ကြွစွာထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။စားသုံးသူတွေယုံကြည်မှုရရှိအောင်တာဝန်ယူဆောင်ရွက်ရပါတယ်။ကျမတို့စက်ရုံမှာ HACCP စံချိန်ဆိုင်နှုန်းကိုအသုံးပြုထားပြီးအစားအစာမလုံခြုံမှုဖြစ်စေနိုင်တဲ့အန္တရာယ်အချက်တွေကိုစနစ်တကျထိန်းချုပ်ထားပါတယ်။အထူးသဖြင့်ဇီဝဗေဒဆိုင်ရာဓာတုဗေဒဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအန္တရာယ်တွေကိုအစစ်လိုက်စစ်ဆေးထိန်းချုပ်ထားတာဖြစ်ပါတယ်။စက်ရုံကလည်းမခံနိုင်တဲ့ညစ်ညမ်းမှုအမျိုးအစား၃မျိုးရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာညစ်ညမ်းမှုဓာတုဗေဒဆိုင်ရာညစ်ညမ်းမှုနဲ့ဇီဝဗေဒဆိုင်ရာညစ်ညမ်းမှုဖြစ်ပါတယ်။အခုအမျိုးအစားတိုင်းမှာပါဝင်နိုင်တဲ့ညစ်ညမ်းမှုတွေကိုဆက်လက်ရှင်းလင်းပါမယ်။ရုပ်ပိုင်းဆိုင်ရာညစ်ညမ်းမှုဆိုတာမျက်စိနဲ့မြင်နိုင်ပြီးကိုယ်တိုင်ထိတွေ့သိမြင်နိုင်တဲ့အရာဝတ္ထုတွေဖြစ်ပါတယ်။သစ်သားစ၊တန်ဆ၊ဖန်ပွဲစအခြားပစ္စည်းအစအနများကဲ့သို့သင့်တော်မဟုတ်တဲ့အရာဝတ္ထုတွေပါဝင်နိုင်ပါတယ်။စံပင်ကျွတ်သွားတာလဲရုပ်ပိုင်းဆိုင်ရာညစ်ညမ်းမှုတည့်ရအနေနဲ့တွဲရပါတယ်။စံပင်မှာအန္တရာယ်နှဲပါသလိုထင်ရနေပေမဲ့စားသုံးသူအမြင်အရယုံရှာဖွယ်ဖြစ်စေနိုင်ပါတယ်။ဒီအကြောင်းကြောင့်ထုတ်လုပ်မှုလုပ်ငန်းစဉ်တခြားဝစားစီရင်မှုကိုစီကံတန်းလိုက်နာရပြီးခေါင်းဆွဲခြင်းနှာခေါင်းစီးတက်ခြင်းစတဲ့တွေလိုအပ်လာပါသည်ဓာတုဗေဒဆိုင်ရာညစ်ညမ်းမှုတွေကတော့တန့်ရှင်းရေးစီးပိုးသက်စီဆက်စီတို့ကနေဖြစ်ပေါ်လာနိုင်ပါတယ်။စက်ရုံအတွင်းမှာ FDA ကခွင့်ပြုထားတဲ့ဓာတုပစ္စည်းတွေကိုသာအသုံးပြုရပြီးခွင့်မပြုထားတဲ့ဓာတုပစ္စည်းတွေကိုမသုံးရပါဘူး။ထုတ်လုပ်ရေးလိုင်းတန့်ရှင်းရေးလှုပ်ဆောင်ရာမှာဖုနဲ့ပြန်ကြီးပိုးသက်စီအသုံးပြုခြင်းတွေလုပ်ရပါတယ်။ဒီအရာတွေဟာဓာတုပစ္စည်းတွေဖြစ်ပေမဲ့စနစ်တကျတန့်ရှင်းရေးလုပ်ငန်းစဉ်အပိုင်းအဖြစ် FDA မှာခွင့်ပြုထားတာပါသို့တော်ထိုသန့်ရှင်းရေးလုပ်ငန်းစဉ်ပြီးဆုံးသည့်နောက်တွင်ရေနဲ့ပြန်လဲစေကြောသန့်စင်ပြီးဓာတုပစ္စည်းအတွင်းအကြံမကြံရစ်အောင်ထိန်းချုပ်ရပါမယ်ဇီဝဗေဒဆိုင်ရာညစ်ညမ်းမှုတွေကတော့ဝန်ထမ်းတွေ၏တစ်ကိုယ်ရည်သန့်ရှင်းရေးမလုံလောက်မှုကနေဖြစ်ပေါ်တတ်ပါတယ်ဘက်တီးရီးယားမိုးပိုးဖုံဗိုင်းရပ်စ်စတဲ့မိုင်ခရိုအော်ဂဲနစ်များကစားသောက်ကုန်များထဲကိုလွယ်လင်းတကူဝင်ရောက်နိုင်ပါတယ်။လိုင်းသန့်ရှင်းရေးမပြည့်မဝလုပ်ဆောင်ခြင်းမနေ့အလုပ်စတင်ရာမှာမနေ့ကထားခဲ့သေးတဲ့ဓာတုပစ္စည်းကြံရနေရနဲ့ဆက်လုပ်ခြင်းတို့ကလည်းအန္တရာယ်များစေပါတယ်။ဒီလိုညစ်ညမ်းမှုတွေကြောင့်ကုန်ပစ္စည်းပျက်စီးလွယ်လာပြီးပုပ်သိုးလွယ်ကူသလိုဖောက်တဲ့တွေထံတက်ရောက်မှုမကောင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။အချို့ကိစ္စရပ်တွေမှာဝန်ထမ်းအချို့ကဓာတ်တွေကိုကိုယ့်ဘာသာတန့်ရှင်းခြင်းလို့စနစ်တကျမဆောင်ရွက်ရစေခြင်းကဲ့သို့အကောင်အထည်မတိချရနေသေးသောလှုပ်ဆောင်မှုတွေပါဝင်နိုင်ပါတယ်။ထို့အပြင်အလုံးဥစုံမချွတ်ပဲအင်သာသွားခြင်းလက်မစီပင်လိုင်းဖေးပြန်ဝင်လုပ်ခြင်းတို့ကလည်းဇီဝဗေဒဆိုင်ရာညစ်ညမ်းမှုတွေဖြစ်စေသလိုစားသုံးသူအန္တရာယ်ဖြစ်စေနိုင်ပါတယ်
ထုတ်လုပ်ရေးလိုင်းအတွင်းမှာဝန်ထမ်းတိုင်းကအညစ်အကြေးများကိုမလိုအပ်ရင်မကန်ထွယ်လိုက်နာရပါမယ်။အလုပ်လုပ်နေစဉ်အပြင်ထွက်ဖို့လိုအပ်လာတဲ့အခါအလုပ်ဝတ်စုံတွေကိုစနစ်တကျချွတ်စွာပြီးမှထွက်ရမယ်။ပြန်လည်ဝင်ရောက်ရာမှာလဲလက်ကိုဥစွာစီကြောသန့်စင်ပြီးနောက်ဝတ်စုံလက်အိတ်နဲ့ခေါင်းစည်းစားတဲ့အဆင့်တွေကိုပြည့်စုံအောင်လှုပ်ဆောင်ပြီးမှလိုင်းထဲဝင်ရပါမယ်။စက်ရုံစနစ်ထဲမှာထိန်းချုပ်စရာအချက်30ချက်သတ်မှတ်ထားပြီးထိုအချက်များအနက်ကအရေးပါဆုံးအချက်တစ်ရပ်ဖြစ်ပါတယ်။ဝန်ထမ်းတိုင်းအချက်အလက်တွေကိုစနစ်တကျလိုက်နာနိုင်မှသာစားသုံးသူအတွက်ဘေးကင်းလုံခြုံမှုကိုထိရောက်စွာတည်ဆောက်ပေးနိုင်မယ်လို့ဆိုနိုင်ပါတယ်။ထုတ်လုပ်ရေးခရီးစဉ်ဟာမွေးမြူရေးခြံထဲကမှစတင်ပါတယ်။သန့်ရှင်းရေးစနစ်ဝန်ထမ်းသန့်ရှင်းရေးနဲ့တရိတ်ဆန်ဆေးကုဆရာဝန်ကြီးကြပ်မှုအောက်မှာကျက်မွေးမြူရေးလှုပ်ဆောင်တယ်လို့သယ်ယူပို့ဆောင်ရေးအဆင့်မှာလည်းအပူချိန်ထိန်းချုပ်မှုသန့်ရှင်းရေးစနစ်ကောင်းမွန်မှုတွေကိုစနစ်တကျထိန်းသိမ်းထားပါတယ်။စက်ရုံအဆောက်အအုံတွင်သန့်ရှင်းစုံနဲ့မြင့်မြန်းစုံကိုတေချာခွဲခြားထားပြီးဝင်ထွက်လမ်းကြောင်းနဲ့လက်ဆေးကန်ပစ္စည်းသန့်ရှင်းရေးစနစ်တွေကိုခေယူမန်နေဂျာနဲ့တို့ကအဆင့်လိုက်စစ်ဆေးထိန်းချုပ်လှုပ်ဆောင်လျက်ရှိပါတယ်။အဆောက်အအုံအတွင်းမှာဖြစ်ပေါ်နိုင်သည့်အန္တရာယ်ကိစ္စများကိုစနစ်တကျထိန်းချုပ်ရာမှစတင်ပြီးစားသုံးသူစီပို့ဆောင်မယ့်အစားအစာတွေကိုဘေးကင်းလုံခြုံအောင်ထုတ်လုပ်ပေးဖို့ကိုယ်စားလှယ်တစ်ဦးချင်းစီကတာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီကိုရင်တန်ရှင်းရေးကိုလည်းအထူးဂရုစိုက်ရပါသည်။ခြံပတ်ဝန်းကျင်အခြေအနေကကောင်းမွန်တော်လဲလူဦးရေသန့်ရှင်းရေးမလုံလောက်ပါကလုံခြုံသောထုတ်လုပ်မှုမရရှိနိုင်ပါ။ကြက်ချံထဲဝင်ရောက်မည်ဝန်ထမ်းများအနေဖြင့်အလုပ်ဝင်ပြီးရေချိုးလျှော်ဖို့ဘဝအစားပြောင်းလဲဖို့လိုအပ်ပါသည်။စက်ရုံအတွင်းရှိဝန်ထမ်းများအတွက်လည်းတစ်ကိုရေသန့်ရှင်းရေးကိုတူညီတကယ်တော့အရေးပါစွာထားရပါသည်။စက်ရုံတည်နေရာကိုလည်းလုံခြုံမှုအရာအလေးထားစဉ်းစားထားပြီးဖြစ်ကျွန်တော်တို့စက်ရုံဒီအခြားစက်ရုံများတင်တိချခြားနာအကွာအဝေးရှိစေသူအတိုင်းတည်နေရာသတ်မှတ်ထားပါသည်စက်ရုံဝန်ကျင်းတွင်ရေမကောင်းသောဧရိယာများရေလွှမ်းမိုးနိုင်သောနေရာများအမိုက်စက်ရုံများမရှိစေရန်စီမံထားပြီးဖြစ်ပါသည်ဝန်ထမ်းများအတွက်လိုအပ်သောအဆင့်ပြေမှုများနှင့်အစားအစာထုတ်လုပ်ရာတွင်သုံးစွဲရန်လိုအပ်သည်ခရီးရာများကိုလည်းစနစ်တကျထားရှိပေးထားသည်ထုတ်လုပ်မှုပုံသဏ္ဍာန်OL ပုံစံအလိုက်ဒီဇိုင်းထုတ်ထားပြီးအသက်ရှင်ချက်များကိုစက်ရုံနောက်ခံဘက်မှဝင်ရောက်လာမည်ပုံစံဖြစ်ပါသည်ချက်များဝင်ရောက်လာပြီးနောက်သာသက်ခံကလေးစားထုတ်ခံအဆင့်များကိုဖြတ်သားကအသာတိဖြတ်ခံကိုရောက်ရှိမည်ဖြစ်ပါသည်ထို့နောက်တည်ယူပို့ဆောင်ရေးဟန်ချက်မည်စွာဆောင်ရွက်ပြီးဖောက်သည်များထံသို့ပို့ဆောင်ပေးပါသည်ထို့သောလုပ်ငန်းစဉ်များကိုခွဲတမ်းစီမံထားရခြင်းသည်ညဉ့်ညမ်းမှုကိုဆက်ခြင်းကိုရောနေစေရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်ဥပမာအားဖြင့်ကလေးစားထုတ်ဆုံးတွင်လောက်ကင်နေသောဝန်ထမ်းများသည်ထိုဆုံးအတွင်းတွင်သာလောက်ကင်ရမည်ဖြစ်ပြီးထွက်ခွာရာတွင်လည်းသတ်မှတ်ထားသောတကားမှသာထွက်ခွာရမည်ဖြစ်ပါသည်ညဉ့်ညမ်းဆုံးရှိဝန်ထမ်းများသည်သန့်ရှင်းဆုံးထဲသွားဝင်လောက်ကင်ခွင့်မရှိတကယ်သို့သန့်ရှင်းဆုံးရှိဝန်ထမ်းများလည်းသတ်မှတ်မထားသောစီးမြေဖြတ်ကျော်ထွက်ဝင်လှုပ်ဆောင်ခြင်းမပြုရပါဝင်ရောက်သည့်လမ်းကြောင်းမှသာပြန်ထွက်ရမည်ဖြစ်ပြီးအလုံးလုံးနေခြင်းတွင်ဝတ်စုံဖြင့်စုံဖြတ်ကျော်သွားလာခြင်းများကိုလုံးဝတားမြစ်ထားပါသည်စက်ရုံအတွင်းပိုင်းနံရံများကိုသန့်ရှင်းရေးလှုပ်ဆောင်ရာလွယ်ကူပြီးပိုးမွှားများမတက်လာရအောင်ကာကွယ်ပေးနိုင်သောများကိုအသုံးပြုထားပါသည်မြက်တပြင်များသည်ညီညာမှုရှိပြီးသန့်ရှင်းရေးလုပ်ရာတွင်ရေစီးရေလာကောင်းမွန်စေရန်ရေမြောက်စနစ်များကိုစနစ်တကျပြုလုပ်ထားပါသည်ရေမြောက်များတွင်အဖုံးများတပ်ဆင်ထားခြင်းဖြင့်ပိုးမွှားတရိတ်ဆန်များမဝင်ရောက်နိုင်အောင်ကာကွယ်ထားပါသည်အမိုက်ဆို့ပစ်မှုစနစ်အတွက်လည်းအရောက်ခွဲအမိုက်ပုံးများသတ်မှတ်ထားပြီးအမိုက်များကိုစနစ်တကျဖြစ်ထုတ်ရမည်ဖြစ်ပါသည်အမိုက်ကိုစုပုံထားခြင်းစီးမြင့်မညီညွတ်သောနေရာတွင်စူးစမ်းထားခြင်းတို့ကိုမပြုရပါ
ထို့သောပြုလုပ်ပါကသန့်ရှင်းရေးစီမင်းခြင်းမလိုက်ဖက်သောလုပ်ရဖြစ်လာနိုင်သည်သန့်ရှင်းရေးကိရိယာများကိုလည်းတိကျသိသိထားရှိထားပြီးတန်မြက်စီဘိုးတိုက်တကားသုံးစသည်ကိရိယာများဘယ်နေရာတွင်သိသိထားသည်ကိုမသိပြင်ကောင်းဆောင်သို့မဟုတ်တာဝန်ရှိသူထံမေးမြန်း၍ယူသုံးရပါမည်အသုံးပြုပြီးနောက်တွင်မူလနေရာသို့ပြန်သိသိရပါမည်ဓာတုပစ္စည်းများအထွတ်သီးသန့်အခန်းခွဲထားရှိထားပြီးသာမန်ဝန်ထမ်းများအနေဖြင့်အသုံးမလိုအပ်ပဲထွားရောက်ကင်တွယ်ခြင်းမပြုသင့်ပါဓာတုပစ္စည်းများသန့်ရှင်းရေးဆေး၏အလိုရင်းပိုးသက်ဆေးစသည်တို့ကိုသက်ဆိုင်ရာတာဝန်ရှိသူများကသာထုတ်ယူခိုင်တွယ်ပေးရပါမည်လိုအပ်တော်၎င်းကုံဆုံးသွားတော်၎င်းလိုင်းကောင်းဆောင်သို့မဟုတ်တာဝန်ရှိသူထံအကြောင်းကြားပြီးသာထုတ်ယူသင့်ပါသည်ဝန်ထမ်းများအထွတ်တစ်ကိုရေးတန်ရှင်းရေးပြုလုပ်နိုင်ရန်အဆင့်ပြေမှုများကိုလည်းစက်ရုံမှာစီစဉ်ပေးထားပါသည်အိမ်သာသည်ထုတ်လုပ်ရေးအဆောက်အအုံ၏အပြင်ဘက်ရှိပိုင်းခွဲအနေဖြင့်တည်ရှိလိုက်ပါသည်ဝန်ထမ်းများအိမ်သာသုံးပြီးပြန်လည်ဝင်ရောက်လာစေတွင်ရေပုံပန်းလက်ဆေးကိရိယာကိုအရင်သာတွေ့မြင်ရပါမည်ရင်းကိရိယာကိုလက်ဖြင့်မထိစေဘဲခြေနှင်းစနစ်ဖြင့်အသုံးပြုရန်စနစ်ထည့်ထားသည်လက်ဆေးပြီးနောက်အဝတ်အစားပြောင်းလဲခြင်းစံပင်စသည်များကိုတေချာသိမ်းဆည်း၍တတ်ရဖို့စေရန်လိုအပ်ပါသည်ထုတ်လုပ်ရေးစုံထဲဝင်ရောက်မည်တွင်လဲလက်ကိုထက်မှန်သန့်ရှင်းရေးဆောင်ရွက်ရပါမည်ထို့အတွက်လက်ဆေးကံများခြင်းဆက်ပြရည်များကိုစနစ်တကျထားရှိပေးထားပြီးလက်ဆေးတိုင်းတွင်ဆက်ပြထုံးဆွေးရန်လိုအပ်ပါသည်ဆက်ပြကုံဆုံးသည့်အခါတွင်သက်ဆိုင်ရာတာဝန်ရှိသူသို့မဟုတ်ကောင်းဆောင်ထံသက်ဆိုင်ရာသတင်းပို့ဆောင်ရန်လိုအပ်ပါသည်အပူချိန်ထိန်းချုပ်မှုအပိုင်းတွင်လည်းစနစ်တကျစောင့်ကြည့်ထိန်းသိမ်းလှုပ်ဆောင်ရပါသည်ချက်လက်ခံချိန်မှစတင်ပြီးအပူချိန်သည်သတ်မှတ်ထားသည့်စံနှုန်းအတိုင်းမကျလို့မအေးလုံးစေရန်ထိန်းချုပ်ထားရပါမည်မထိန်းချုပ်နိုင်ပါကချက်တည်ဆုံးမှုများတိုးလာနိုင်သလိုအသားအရည်အသွေးတန်ဖိုးလည်းထိခိုက်မည်ဖြစ်ကြောင်းသတိပြုရပါမည်မွေးမြူရေးခြံမှစတင်လာသောလုပ်ငန်းစဉ်သည်ရေကန်ထဲပြန်သားသက်ရေနွေးစိမ်းအဆင့်များသို့ဆက်လက်တက်လှမ်းမည်ဖြစ်ပြီးရေနွေးအိုးအပူချိန်ကိုလည်းသတ်မှတ်ထားသည့်အတိုင်းထိန်းချုပ်ထားရပါမည်အမွေးနှုတ်တပ်ဖြတ်ပြီးနောက်ကလေးစာထုတ်အဆင့်သို့ရောက်ရှိကထို့နောက်အပူချိန်လျှော့ချသည့်ကံထဲဝင်ရောက်စေပါသည်သန့်ရှင်းစုံတွင်လောက်ကင်နေသောဝန်ထမ်းများကချက်သားအေးပြင်းနေသည်ကိုမြင်တွေ့ရပါလိမ့်မည်ရင်းကံမှထွက်လာသောချက်ခန္ဓာအပူချိန်ကို4ဒီဂရီစင်တီဂရိတ်ဖြင့်မကျော်အောင်ထိန်းချုပ်ထားရပါသည်ထို့နောက်အေးခန်းထဲသို့ပြန်လည်သိမ်းဆည်းပါသည်ချက်ခန္ဓာကို၏မူလအပူချိန်မှမြင့်မားနေခြင်းကြောင့်အပူချိန်ထိန်းချုပ်မှုမကောင်းသည်ပျက်စီးရလွယ်ကူပါသည်ထို့ကြောင့်ညဉ့်ညမ်းစွာမှထွက်လာသောချက်ခန္ဓာကိုများကိုအပူကြီးလျှော့ချပေးရန်လိုအပ်ပြီးထို့နောက်အသားဖြတ်တောက်ခြင်းပြီးချင်းဖြင့်ချက်ချင်းအေးခန်းထဲသို့သိမ်းဆည်းရပါမည်လေဝင်လေထွက်စနစ်ကိုလည်းစနစ်တကျစီမံထားပြီးလေတုညစ်ညမ်းမှုမဖြစ်ပေါ်စေရန်ကြိုးပမ်းထိန်းချုပ်ထားပါသည်ကလေးစာထုတ်စုံမှလေတုသည်သန့်ရှင်းစုံသို့တိုက်ရိုက်စီးဆင်းလာမည်ဖြစ်ပါကညစ်ညမ်းမှုဖြစ်ပေါ်နိုင်သဖြင့်သန့်ရှင်းစုံနှင့်ညစ်ညမ်းစုံတို့အကြားလေဝင်လေထွက်စနစ်ကိုတိချခွဲခြားထားပါသည်သန့်ရှင်းစုံမှညစ်ညမ်းစုံတို့သာလေစီးဆင်းနိုင်စေရန်လေသွင်းလေဆုပ်စနစ်တို့ဖြင့်ထိန်းချုပ်ထားပါသည်အလင်းရောင်ပေးဆောင်မှုအပိုင်းတွင်လက်ချက်သားအယောင်အလင်းဖြူဝါတည်တံ့ဖြစ်သည့်အတွက်အလင်းရောင်လုံလောက်မှုဖြစ်စေရေးကိုထိန်းသိမ်းထားရပါသည်အလင်းရောင်ပုံမဝါလွန်သောမီအလင်းအယောင်ချုံးဝေမဟုတ်သောမီအလင်းများကြောင့်အသားအယောင်ကိုမာရွေးမြင်နိုင်မည်မဖြစ်စေရန်မီးဖြူရောင်များကိုသာအသုံးပြုထားပါသည်စက်ရုံတွင်တပ်ဆင်ထားသောမီးချောင်းများကိုလည်းအဖုံးအုပ်ထားပြီးမီးချောင်းပြုတ်ကျကကွဲသွားသောအမုံအစများသည့်ကုန်ပစ္စည်းထဲသွားမပါစေရန်ကာကွယ်ထားပါသည်ထုတ်လုပ်ပြီးနောက်သို့လောင်သိမ်းဆည်းမှုအဆင့်တွင်အေးခန်းထဲသို့လောင်ထားရပါမည်အသားကြီးဖြတ်ပြီးနောက်ချက်သားကိုခါပိုက်
ပေါ်တွင်ကြာရှည်ဖွားဖွားနေစေမည်မဟုတ်ဘဲအပူချိန်လျှော့ချစေရန်အေးခန်းထဲသို့ချက်ချင်းထည့်သွင်းရပါမည်၎င်းဒီအိမ်တွင်အသားဝယ်ယူလာပါကရေခဲတစ်တာထဲထည့်သွင်းအောင်တကယ်တော့ဖြစ်ပါသည်အေးခန်းအတွင်းတွင်မသက်ဆိုင်သောအစားအစာများကိုယူလာသိမ်းဆည်းခြင်းမပြုရပါဘူးထမင်းစားဆောင်မှာအစားအစာများကိုအနေပိုက်ထားရန်ရည်ရွယ်၍အေးခန်းထဲထားရှိခြင်းတို့ကိုလုံးဝမပြုရပါထိုကဲ့သို့လှုပ်ဆောင်ပါကဆက်ယုံစီမင်းအရာတတိပေးစာထုတ်ပေးရနိုင်ပါသည်ထို့ပြင်ဓာတုပစ္စည်းများကိုအေးခန်းအတွင်းဖက်ထားခြင်းလည်းမပြုရပါဘူးအေးခန်းတွင်ချက်သားခြင်းသက်ဆိုင်သောထုတ်ကုန်များသာသို့တောင်ထားရပါမည်ထုတ်လုပ်ရေးကိရိယာများဖြစ်သည့်ဓာတ်များဇလုံးများစင်းတီတုံးများကိုသက်ဆိုင်ရာဆုံးလိုက်ခွဲခြားသိသိထားပြီးဆုံးတစ်ခု၏ကိရိယာများကိုအခြားဆုံးသို့တွဲပြောင်းငါသုံးခြင်းတန်ရှင်းရေးမပြုလုပ်ဘဲတည်ယူသုံးဆွဲခြင်းတို့ကိုမပြုရပါကိရိယာများကိုတန်ရှင်းရေးလုပ်ရန်ညဉ့်ညမ်းမှုရောနှဲစေရန်ကိစ္စအရေးကြီးဖြစ်ပါသည်ဒါများကိုနေ့စဉ်အသုံးပြုပြီးတန်ရှင်းရေးပြုလုပ်ရပြီးအလုပ်ဆင်းချိန်တွင်ပြန်လည်အထံထားရပါမည်ထို့နောက်သက်ဆိုင်ရာတာဝန်ရှိသူမှနောက်နေ့အသုံးပြုရန်အတွက်စေကြောခြင်းပိုးသက်ခြင်းများလှုံ့ဆော်ပေးမည်ဖြစ်ပါသည်ယနေ့ပြုလုပ်နေသောသင်တန်းနှင့်ဆိုင်သောအကြောင်းအရာများသည့်စက်ရုံစီးမြင်ဆိုင်သောများအောက်တွင်ဝန်ထမ်းများ၏အသိပညာဖြင့်တာဝန်ယူမှုကိုတိုးတက်လာစေရန်ရည်ရွယ်ထားပါသည်ဝန်ထမ်းတစ်ဦးချင်းစီအားကိုယ်တာဝန်ကိုနားလည်သဘောပေါက်စေပြီးစားသုံးသူများအတွက်အန္တရာယ်ကင်းသောထုတ်ကုန်များထုတ်လုပ်ပေးနိုင်စေခြင်းကိုအဓိကရည်ရွယ်ထားခြင်းဖြစ်ပါသည်ဤသင်တန်းသည်စက်ရုံအတွင်းလိုက်နာရမည်လုပ်ရမည်အချက်များချင်းလို့ပြင်မဖြစ်သင့်သောအချက်များကိုပြန်လည်မှတ်မိစေခြင်းစီးမြင်စနစ်များကိုအထူးသတိပြုစေခြင်းရည်ရွယ်ချက်ဖြစ်ပါသည်ထို့အပြင်ဧည့်သည်များလာရောက်ကြည့်ရှုသည့်အခါစားသုံးသူများနှင့်အစိုးရတပ်မှတ်ဆန်လုံးလိုအပ်ချက်များအရာမသိလျော်သောလုပ်ရများမတွေ့နိုင်အောင်ဝန်ထမ်းများအားစနစ်တကျလိုက်နာစေခြင်းသည်လည်းအရေးကြီးပါသည်အစားအစာမလုံခြုံမှုဖြစ်စေနိုင်သောအချက်များကိုကာကွယ်ရန်အထူးသတိပြုစေဖို့သင်တန်းပေးရခြင်းဖြစ်ပါသည်လက်တွေ့လှုပ်ဆောင်မည့်အချိန်မတိုင်မီအခြေခံအချက်များကိုနားလည်သဘောပေါက်ထားရပါမည်ကိုယ်တာဝန်ကိုသိရှိထားပြီးရုပ်ပိုင်းဆိုင်ရာဓာတုဗေဒဆိုင်ရာဇီဝဗေဒဆိုင်ရာညဉ့်ညမ်းမှုများနှင့်ဓာတုပစ္စည်းများမည်သို့ကာကွယ်ရမည်ကိုသိရှိထားရပါမည်ဥပမာအားဖြင့်ကလေးစားထုတ်ခန်းတွင်ကြက်ခန္ဓာကိုယ်တေချာစေးကြောပြီးချမ်းပြေပေါ်မကျစေရန်တေချာထိန်းချုပ်ရပါမည်အသားဒီခန်းတွင်အပူချိန်သည်သတ်မှတ်ထားသည့်စံနှုန်းနှင့်ကိုက်ညီရပါမည်မှထွက်လာသောကြက်သားအပူချိန်သည်ထိန်းချုပ်ထားသည့်တန်ဖိုးနှင့်ကိုက်ညီရပါမည်ကြက်သားချမ်းပြေပေါ်ချသွားပါကပြန်၍ကောက်ယူပြီးခါပိုင်ပေါ်သို့မထားသင့်ပါ၎င်းကိုတန်ရှင်းရေးဝန်ထမ်းမှသတ်မှတ်ထားသောနည်းစနစ်အတိုင်းစနစ်တကျခိုင်ထွေသင့်ပါသည်ညစ်ပတ်သည့်အရာကိုခိုင်ထွေလိုက်ပါကလက်ကိုချက်ချင်းတန်ရှင်းအောင်စေးကြောရပါမည်ဓာတုပစ္စည်းခိုင်ထွေပါကလည်းဘေးကင်းရေးလုံထုံးလုံနည်းများကိုသိရှိထားရန်လိုအပ်ပါသည်ယခင်ကဖော်ပြခဲ့သလိုစက်ရုံအတွင်းတွင်မဖြစ်မနေကာကွယ်ရမည်အဓိကအချက်၃ချက်မှာရုပ်ပိုင်းဆိုင်ရာဇီဝဗေဒဆိုင်ရာနှင့်ဓာတုဗေဒဆိုင်ရာညဉ့်ညမ်းမှုတို့ဖြစ်ပါသည်ဤအချက်၃ချက်ကိုလုံးဝမဖြစ်ပေါ်စေရန်ကြိုးပမ်းရပါမည်နောက်ထပ်အရေးကြီးသောအချက်တစ်ချက်မှာစက်ရုံတန်ရှင်းရေးစနစ်ဖြစ်ပါသည်လိုင်းသိမ်းပြီးပါကပိုးဟပ်များချွတ်များမဝင်ရောက်နိုင်အောင်တန်ရှင်းရေးကိုတေချာဆောင်ရွက်ရပါမည်ပိုးဟပ်နှင့်ချွတ်များသည့်စက်ရုံအတွက်ပြဿနာဖြစ်စေသောအရာများဖြစ်ခြင်းကြောင့်ထိန်းချုပ်ခြင်းလိုအပ်ပါသည်လိုင်းသိမ်းသည့်အချိန်တွင်အငြိအကျေးများကိုရေဆိုးထိုးချ၍ရေများထဲသို့စနစ်တကျစီးဆင်းသွားစေရန်လှုံ့ဆော်ရပါမည်ချမ်းပြေပေါ်တွင်အငြိအကျေးမကျန်တော့ယုံဖြင့်မပြည့်စုံသေးပါညောင်ဖုံးကိုဖွင့်၍အသားအစများကိုရေစီးစနစ်ထဲရောက်ရှိနိုင်အောင်ထိုးချရပါမည်အစင်မပြတ်ရေမြောင်းများကိုတန်ရှင်းအောင်စေးကြောရပါမည်တန်ရှင်းမရရင်ကြွက်များပိုးဟပ်များစသည့်ပိုးမွားများ
ဝင်ရောက်များပြားလာနိုင်ပြီးစက်ရုံအထွဲမသိလျော်သောအနေအထားဖြစ်ပေါ်လာနိုင်ပါသည်ထို့ကြောင့်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင်အသားအစာများကျန်းပြင်ပေါ်တွင်ကြန့်ရှိနေမည်ကပတ်ပေါ်တွင်ကြန့်ရှိနေမည်ရေမြောက်ထဲတွင်တက်ကြွနေမည်တို့ကိုတေချာစစ်ဆေးရပါမည်စက်ရုံအထွေတွင်ကျွတ်ထောင်ပုံများကိုသတ်မှတ်ထားပြီးကျွတ်ပွင့်ထိန်းချုပ်ရာတွင်အသုံးပြုထားပါသည်နံရံဘက်တပ်ဆင်ထားသည်ကျွတ်ထောင်ပုံများကိုတွေးပြင်ဝန်တန်းများအနေဖြင့်ကိုယ်တိုင်မဖွင့်လိမ့်မည်မဖြစ်ပါနှင့်ထိုထောင်ပုံများအတွင်းတွင်ကျွတ်သက်စီများထည့်သွင်းထားပြီးစက်ရုံဘေးကင်းရေးအစီအစဉ်အရာသတ်မှတ်ထားသောစနစ်ဖြစ်ပါသည်စက်ရုံအတွင်းတွင်ကျွတ်ထောင်ပုံများကိုသတ်မှတ်ထားပြီးကျွတ်ပွင့်ထိန်းချုပ်ရာတွင်အသုံးပြုထားပါသည်နံရံဘက်တပ်ဆင်ထားသည်ကျွတ်ထောင်ပုံများကိုတွေးပြင်ဝန်တန်းများအနေဖြင့်ကိုယ်တိုင်မဖွင့်လိမ့်မည်မဖြစ်ပါနှင့်ထိုထောင်ပုံများအတွင်းတွင်ကျွတ်သက်စီများထည့်သွင်းထားပြီးစက်ရုံဘေးကင်းရေးအစီအစဉ်အရာသတ်မှတ်ထားသောစနစ်ဖြစ်ပါသည်အရေးကြီးဆုံးအချက်တစ်ခုမှာတစ်ကိုရေးတန်ရှင်းရေးလက်တန်ရှင်းရေးနှင့်ဝတ်စားစရင်ဘူးဖြစ်ပါသည်စက်ရုံဆိုင်ချိန်ဆိုင်ရောအရာကောင်းစုငါခေါင်းစီဝတ်ဆိုလက်အိတ်စသည်ပစ္စည်းများကိုသတ်မှတ်ထားသည့်အတိုင်းဝတ်ဆင်ရပါမည်အစားအစာစက်ရုံတိုင်းတွင်ဆန့်ပြီးလက်တွေလက်မှအငိတ်အကျေးများသည့်အစားအစာထဲမဝင်ရောက်စေရန်စီးမြင်များပြုလုပ်ထားသည်ထို့ကြောင့်တစ်ကိုရေးသန့်ရှင်းရေးအခမ်းအနားတွင်မြည်ထိုးလိုက်နာဆောင်ရွက်ရမည်ကိုတစ်ချက်ချင်းလေ့လာကြရမည်ဖြစ်ပါသည်ကျမ်းမာရေးနှင့်ပတ်သက်၍ပြောလိုက်ရမည်ဖြစ်ပါသည်ဝန်တန်းတဦးဦးအနေဖြင့်နေမကောင်းရှိသည်ချောင်းဆိုးခြင်းငှာရည်ယိုခြင်းမျက်စိနာခြင်းအနာပြည့်တည်ခြင်းစသည့်လက္ခဏာများရှိပြင်HRလူစွာအားအရင်အမြင့်ဌာနသို့မဟုတ်လိုင်းကောင်းဆောင်ထံချက်ချင်းအကြောင်းကြားရပါမည်ထို့နောက်ထိုဝန်တန်းသည်ရင်းနေရာတွင်ဆက်လက်လုပ်ကိုင်သင့်မလားကိုတာဝန်ရှိသူမှတိကျသုံးသပ်ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်ထိုက်ခြင်းကုတ်ခြင်းချစ်ခြင်းနှင့်ကိုယ်ခန္ဓာကိုမသိလျော်သလိုခိုင်ထွေထိထွေခြင်းများမှာလိုက်နာမသိသောအမှုအကျင့်များဖြစ်ပါသည်ဥပမာအားဖြင့်အသားကြီးနေခြင်းတွင်ရရန်ရာနေရာကိုယ်တိုင်ခိုင်ထွေလိုက်ပြီးထိုနောက်လက်မစီပဲချက်သားကိုစက္ကန့်ခြင်းမျိုးကိုမပြုရပါထို့အပြင်မတ်တက်ရန်စဉ်အနေအထားမသိတော်လို့လက်ဖြင့်ဆွဲချက်ပြင်ဆင်ပြီးနောက်လက်မစီပဲထုတ်လုပ်ရေးလုပ်ငန်းကိုဆက်လက်လို့ဆောင်ခြင်းလည်းမခံသင့်ပါထိုမျိုးအရာဝတ္ထုများကိုခိုင်ထွေမိပြင်လက်ကိုချက်ချင်းသန့်ရှင်းအောင်ဆေးကြောရပါမည်အသားဒီခန့်အတွင်းတွင်လက်ဆေးကံများထားရှိထားပြီးဝန်တန်းများသည့်လက်ကိုသန့်ရှင်းအောင်အလေးအကျင့်ပေါက်စေရပါမည်ထုတ်လုပ်ရေးလိုင်းအတွင်းတွင်ပိုက်စီးပွားခြင်းချမ်းပြင်ပေါ်ဆိုင်ရှာခြင်းစာသည့်လုပ်ရန်များကိုလုံးဝမပြုရပါရင်းကဲ့သို့ပြုလုပ်ပါကစီးမြင့်ချိုးဖောက်မှုအဖြစ်သတ်မှတ်ရနိုင်ပြီးတတိပေးစာပေးပါရလေရှိသည်အလို့ဝေမီကျမ်းမာရေးစစ်ဆေးမှုများကိုစနစ်တကျပြုလုပ်ပြီးယောဂပိုးသက်ဆောင်မှုရှိမရှိစစ်ဆေးပါသည်အစားအစာဆက်ရုံအထွတ်တားမြစ်ထားသောအသေးရောင်အသားဝါယောဂအေးပိုးရှိမရှိကိုလည်းစစ်ဆေးရပါမည်အသေးရောင်ပြီးသို့မဟုတ်အစာလန်းကြောင်းဆိုင်ရာအခြားယောဂများရှိပါက HR ထံချက်ချင်းအကြောင်းကြားရပါမည်ခေါင်းဆောင်ထံအကြောင်းကြားပြီးနောက်လိုင်းထဲမှထွက်ရန်လိုအပ်မည်ယောဂအခြေအနေများမှာအသားဝါယောဂပြင်းထန်သောဝမ်းပြက်ဝမ်းလျှောဟန်ခြင်းအဖျားအမြင့်ရှိခြင်းလေကြောင်းနာခြင်းငှာရည်ယိုခြင်းအနာပြည့်တည်ခြင်းမျက်စိနှင့်နှာခေါင်းမှအရည်ထွက်ခြင်းစသည့်လက္ခဏာများဖြစ်ပါသည်ထိုကဲ့သို့ဖြစ်ပေါ်ပါကကုန်ပစ္စည်းခြင်းမထိထွေသောနေရာသို့ပြောင်းရွှေ့ရန်စဉ်းစားရမည်ဖြစ်ပါသည်အသားကြီးနေစဉ်ထိခိုက်ဒဏ်ရာရပြီးသွေးထွက်မိပြင်ခေါင်းဆောင်ထံချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီးသွေးထွက်နေသောလက်နှင့်ထုတ်ကုန်ကိုမထက်လက်ဆက်ခံထွေရပါညဉ့်ညမ်းမှုကိုကာကွယ်ရန်အနာကိုတိချာသန့်ရှင်းအောင်ဆောင်ရွက်ရပါမည်အသုံးပြုမည်ပလစတာဒီချက်သားအယောင်ပြင်မတူသည့်အယောင်ဖြစ်ရခွဲပြားခြားနာအလင်းမြင်ရသောအယောင်ဖြစ်ရပါမည်ဝတ်စားစီရင်မှုအနေနှင့်ကောင်းစုငါခေါင်းစီဝတ်ဆိုပေါင်းပြီးဖနက်
ဘုဖိနက်အပါအဝင်တေးလက်အိတ်တို့ကိုစနစ်တကျဝတ်ဆင်ရပါမည်ထိုကိရိယာများကိုမဝတ်ဆင်ပါကလက်ဖြင့်ယောဂပိုးများကိုစုဝေးရဖို့လွယ်ကူလာပြီးထုတ်ကုန်များကိုညှိနှိုင်းစေနိုင်ပါသည်ထုတ်လုပ်ရေးလိုင်းသို့ဝင်ရောက်ရာတွင်ဖနက်ပြောင်းခြင်းလက်ဆေးခြင်းဝတ်စုံပြောင်းခြင်းများကိုအစင်လိုက်ဆောင်ရွက်ရမည်ဖြစ်ပါသည်လက်ကိုလက်အိတ်စုမည်အချိန်များတွင်လည်းထပ်မံလက်ဆေးရပါမည်လက်ဆေးရမည်အချိန်အနေဖြင့်အောက်ပါအချက်များကိုမှတ်သားထားရပါမည်၁အလုံးမစခင်၂လိုင်းထဲမဝင်မီ၃ထမင်းစားနာချိန်မှပြန်လာသောအခါ၄အိမ်သာသုံးပြီးနောက်၅ညစ်ပတ်သောအရာဝတ္ထုများကိုကိုင်တွယ်ပြီးနောက်လက်ဆေးရာတွင်ရေအကျိုးဖြန်းပြီးလက်ကိုဆပ်ပြဖြင့်သန့်စင်ကာထပ်မံရေဖြင့်ဆေးကြောပြီး၆သွေးအောင်သုံးသင့်ပါသည်လက်မှရေစီးဆင်းမှုကအစအစာထဲမကျစေရန်ဂရုစိုက်ရပါမည်ရေမသုံးပဲလက်သန့်စင်စေကိုယ်သာအတီးတီးသုံးဆွဲခြင်းကိုမရှုထောင်သင့်ပါလက်မစေပဲအရက်ရည်ဖြန်းပြီးလက်အိတ်ဆုခြင်းမျိုးကိုမလုပ်ရပါအရက်ရည်ဘူးများကိုကိုယ်တိုင်ယူဆောင်လာခြင်းမပြုရပါပဲဆက်ယုံမှခွေပြုထားသောအရက်ပြန်များကိုသာတတ်မှတ်ရာနေရာတွင်အသုံးပြုရန်လိုအပ်ပါသည်ထုတ်လုပ်ရေးလိုင်းအတွင်းသက်ဆိုင်မည့်စီးမြင်းများအရာဆေးလိပ်မတောက်ရအစားမစားရချမ်းပြင်ပေါ်တွင်တတွေးမထွေးရပါဇက်ငါခေါင်းဘဝအစားစသည့်ကိုခန္ဓာအစိတ်အပိုင်းများကိုကီမစားကန်ထွယ်မိခြင်းမှရှောင်ကျဉ်ရပါမည်အခါခေါင်းစီမတတ်ပဲစကားပြောဆိုပါကတတွေးများချက်သားထဲချရောက်နိုင်သဖြင့်အမြဲတတ်ထားရန်လိုအပ်ပါသည်ချောင်းဆိုးခြင်းနှာချေခြင်းများဖြစ်ပါကထုတ်လုပ်ရေးလိုင်းမှာမျက်နှာလွှဲ၍သတ်မှတ်အတိုင်းစနစ်ချလိုက်နာရန်လိုအပ်ပါသည်နောက်ထပ်တားမြစ်ချက်အရေးကြီးတစ်ခုပေါ်မှာလက်ဝတ်ယတနာများဖြစ်ပါသည်နာယီလက်ဆွတ်လက်သီးတူများသုံးဆွဲခြင်းလက်သိမ်းနီဆိုခြင်းရင်ဝေးပစ္စည်းများဆိုခြင်းကျက်သီးများပင်အပ်များမျက်တောင်တူများကိုဝတ်ဆင်ခြင်းတို့ကိုထုတ်လုပ်ရေးလိုင်းအတွင်းလုံးဝမခွင့်ပြုပါထိုပစ္စည်းများသည်ပြုတ်ကျ၍အစာထဲသွားရောက်မိနိုင်သဖြင့်အန္တရာယ်ရှိပါသည်လုပ်ငန်းခွင်ထိန်းချုပ်မှုပိုင်းတွင်ကောင်းဆောင်များခယူအေးနှိမ့်မှန်နေကြများမှစနစ်တကျကြီးကြပ်ထိန်းသိမ်းပြီးဆက်ယုံအေးအစားအစာတန်ရှင်းရေးစံနှုန်းများချင်းကိုက်မိစေရန်စောင့်ကြည့်ခြင်းဖြစ်ပါသည်ထိုကြောင့်တတိပေးချက်များလမ်းညွှန်ချက်များကိုဝန်ထမ်းများအနေဖြင့်လိုက်နာရမည်ဖြစ်ပါသည်ထိုနည်းဖြင့်သာအလုံးလုံးဆောင်မှုကောင်းမွန်လာပြီးအစားအစာဘေးကင်းလုံခြုံမှုကိုသေချာစွာအတည်ပြုနိုင်မည်ဖြစ်ပါသည်ရေတည့်ရေခဲသုံးဆွဲမှုဆိုင်ရာအပိုင်းတွင်လည်းစနစ်တကျထိန်းချုပ်ရပါမည်ရေပိုက်များကိုအသုံးပြုပြီးပါကသေချာလေး၍သတ်မှတ်ထားသောကျိုးတက်သို့မဟုတ်ကျိုးခွင်တွင်ချိတ်ထားရမည်ဖြစ်ပြီးဖိုက်ကောင်းသည့်ချမ်းပြင်နှင့်ရေမြောင်းတို့ချင်းမထိတွေ့စေရန်ထိန်းသိမ်းရပါမည်ရေခဲသုံးဆွဲသည့်အခန်းများတွင်လည်းရေခဲအရေအသွေးကိုစနစ်တကျစစ်ဆေးရပါမည်ရေခဲအတွင်းအမိုက်တရိုက်များမြေစာသို့မဟုတ်အယောင်ပြောင်းလဲမှုများအခြားအရာဝတ္ထုများပါမပါကူသေချာစစ်ဆေးရပါမည်မစနစ်ကျအချက်များတွေ့ရှိလျင်ခယူအေသို့ချက်ချင်းအကြောင်းကြားရပါမည်ထို့နောက်လုပ်ငန်းခွင်အကြောင်းကိုသတ်မှတ်ထားသလိုလိုက်နာရမည်ဖြစ်ပြီးနောက်တစ်ဆင့်အနေဖြင့်ဆက်ယုံ၏စာရွက်စာတမ်းစနစ်ကိုလိုက်နာရပါမည်အချက်အလက်များကိုမှတ်တမ်းတင်ထားခြင်းဖြင့်မည်သည့်လုပ်ငန်းစဉ်အဆင့်တွင်မှာရွေးမှုဖြစ်ပေါ်သွားခဲ့သည်ကိုပြန်လည်စစ်ဆေးနိုင်ရရှိစေပါသည်ဘယ်နေရာတွင်အန္တရာယ်ဖြစ်ပေါ်နိုင်သလဲဘယ်သူတာဝန်လဲစသည့်အချက်များကိုလည်းစာရွက်စာတမ်းမှခြေရာခံစစ်ဆေးနိုင်ပါသည်ထို့ကြောင့်စက်ရုံအတွင်းမှတ်တမ်းတင်ခြင်းတင်ရေးမှတ်ခြင်းတို့သည်မရှိမဖြစ်လိုအပ်သည့်လုပ်ငန်းများဖြစ်ပါသည်ဥပမာအားဖြင့်ယနေ့ရရှိသည့်ကြက်သားအပူချိန်မှာမြည်များတွင်ရှိသလဲယနေ့တွင်ရေမြည်များအသုံးပြုခဲ့သလဲစားသည့်အချက်များကိုသတ်မှတ်ထားသည့်ဖောင်စနစ်အတိုင်းမှတ်တမ်းတင်ရပါမည်စာရွက်စာတမ်းကင်တွယ်သည့်ဝန်ထမ်းများသည်ကိုယ်ဌာနတွင်ကိုယ်တာဝန်အတိုင်းအချက်အလက်မှန်ကန်စွာဖြည့်သွင်းထားရန်လိုအပ်ပါသည်
ထိုနည်းဖြင့်သာပြန်လည်သုံးသပ်စစ်ဆေးရာတွင်သင့်လျော်မှုရာရှိမည်ဖြစ်ပါသည်ကုန်ပစ္စည်းနှင့်ပတ်သက်၍ဆိုပါကသန့်ရှင်းစွန်တွင်လုပ်ကိုင်သောဝန်ထမ်းများသည်ထုတ်ကုန်ထုတ်ပိုးလုပ်ငန်းစဉ်ကိုမြင်ထွေနားလည်ရပါမည်ထုတ်ကုန်များကိုထုတ်ပိုးပြီးအလေးချိန်တိုင်းတာသောအခါစတစ်ကာများကိုကပ်ပါသည်ထိုစတစ်ကာများတွင်ထုတ်လုပ်ရာစက်ရုံထုတ်လုပ်သည့်ရက်စွဲ MFD ထင်းသက်တမ်းကုန်ရက် EXP အချက်အလက်များပါဝင်ရပါမည်ထိုအချက်အလက်များသည်ထိုင်းနိုင်ငံ၏ဥပဒေအရစားသုံးသူများကိုအကြောင်းကြားတဲ့အချက်အလက်ပေးဖော်ပြရန်လိုအပ်သည့်မဖြစ်မနေအချက်များဖြစ်ပါသည်ထုတ်ကုန်သည့်အသီးအနှံအသားအစိမ်းဖြစ်ပါကချက်ပြီးမှစားသုံးရန်စားသည့်တတိပေးစာများပါဖော်ပြထားရပါမည်ထို့သောအချက်အလက်များထည့်သွင်းဖော်ပြထားခြင်းသည်ထုတ်ကုန်အားပြန်လည်ခြေရာခံနိုင်မှုရရှိစေသည့်အရေးကြီးအချက်ဖြစ်ပါသည်နောက်ထပ်တစ်ပိုင်းမှာတည်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်ဖြစ်ပါသည်ထုတ်လုပ်ပြီးချင်းအေးခန့်ထဲသို့လာထားကပို့ဆောင်ရေးအကျိုးအလွဲပြောင်းရာတွင်အေးခန့်တာဝန်ရှိဝန်ထမ်းများအနေဖြင့်အေးခန့်အတွင်းရှိစားသုံးကုန်ပစ္စည်းများ၏သို့လောင်အခြေအနေကိုစနစ်တကျစစ်ဆေးရပါမည်ချက်ခံတာများအရန်ချက်သိနေသည်မဟုတ်ပါသလားအပူချိန်သည်သတ်မှတ်ထားသည့်တန်ဖိုးနှင့်ကိုက်ညီပါသလားစသည်တို့ကိုစစ်ဆေးရပါမည်ပစ္စည်းထုတ်ပေးသည့်အချိန်တွင်လည်း FIFO စနစ်အတိုင်းလိုက်နာထုတ်ပေးရပါမည်ဆိုလိုသည်မှာအရင်ဝင်ရောက်ထိုးလောင်ထားသောချက်သားများကိုအရင်ထုတ်ပေးရမည်ဖြစ်ပြီးအသစ်ဝင်ရောက်လာသည့်ပစ္စည်းများကိုနောက်တွင်ထုတ်ပေးရမည်ဖြစ်ပါသည်ထို့သောလိုက်နာမထားပါကအတော့အတွင်းလဲလှယ်၍ချရှိစွာထိုလောင်နေရသောထုတ်ကုန်များတွင်ဘက်တီးရီးယားများပုံမပေါက်ရောက်လာနိုင်ပြီးပေါက်သောပျက်စီးမှုနှင့်အစိတ်ပြင်းထန်မှုတို့ဖြစ်ပေါ်နိုင်ပါသည်ထို့သောဖြစ်ပြီးဖောက်သည်များအနေဖြင့်မကျေနပ်မှုများဖော်ပြလာနိုင်ပါသည်ထို့ကြောင့်အေးခန့်တွင်လုပ်ကိုင်နေသောဝန်ထမ်းများပစ္စည်းထုတ်ပေးသူများနှင့်ကားတင်ပို့ဆောင်ရာတွင်ပါဝင်သောဝန်ထမ်းများအနေဖြင့်အရင်ရောက်သည့်သို့လောင်ကုန်ပစ္စည်းကိုအရင်ပို့ဆောင်ခြင်းနောက်ရောက်သည့်ပစ္စည်းကိုသက်ဆိုင်ရာအေးချိန်အောက်တွင်လုံလောက်ပါသို့လောင်ထားပြီးမှထုတ်ပို့ပေးခြင်းကိုလိုက်နာရပါမည်အကျဉ်းချုပ်အဖြစ်စက်ယုံသည့်အစားအစာဘေးကင်းလုံခြုံမှုကိုအလွန်အရေးပါတာဝန်အဖြစ်သတ်မှတ်ထားပါသည်ရုပ်ပိုင်းဆိုင်ရာဓာတုဗေဒဆိုင်ရာနှင့်ဇီဝဗေဒဆိုင်ရာညဉ့်ညမ်းမှုသုံးမျိုးကိုလုံးဝရှောင်ကျဉ်ကာကုန်ပစ္စည်းများကိုစားသုံးသူထံသင့်လျော်စွာပို့ဆောင်နိုင်ရန်စည်းမျဉ်းစနစ်များကိုလိုက်နာဆောင်ရွက်ရပါမည်ပို့ဆောင်ရေးလုပ်ငန်း၌လည်း FIFO စနစ်ကိုလိုက်နာကအရင်ဝင်သို့လောင်ထားသည်ပစ္စည်းများကိုအရင်ထုတ်ပို့ရမည်ဖြစ်ပါသည်